အားလုံးပဲမင်္ဂလာပါဆရာခွန်အားပြေတသနာစာစုများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Master Everyday Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှလည်းတက်တော်မဲ့တသနာစာစုများကိုရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်ဒီနေ့ကိုတိတ်ရာခိုင်နှုန်းလေးပဲပို့ကောင်းအောင်ကြိုးစားပါဒီတစ်ခုရောက်လာတဲ့အခါတင်ကိုယ်တိုင်တောင်မယုံကြည်နိုင်လောက်အောင်ပြောင်းလဲတော့ပါလိမ့်မယ်အောင်မြင်သူတွေရဲ့လေးဝက်ချက်ကတော့အများစုလက်လျှော့သွားတဲ့အချိန်မှာဆက်လက်ကြိုးစားနေကြကြခြင်းပါပဲတင်းရဲ့ပန်းနိုင်ကိုမျက်စိတဲကမပြောက်ပါစေနဲ့ဘာပဲဖြစ်ဖြစ်ရှေ့ဆက်ပါပြည်ရည်ခြင်းဟာတင်းရဲ့အရည်ချင်းတွေကိုတိတိကျကျဖြစ်စည်းနေတဲ့ချပုံးတွေပါပဲအများဆုံးနေနေပါအချင်းကိုစနစ်တကျသုံးဆွဲတတ်သူဟာဘဝရဲ့ကံကြမ္မာကိုစနစ်တကျစီမံနိုင်သူဖြစ်ပါတယ်စင်ကုန်မှုအသက်တွေကိုရင်ဆိုင်ရတာဟာတင်းရဲ့အစွမ်းစားကိုမြင့်တင်ဖို့အခွင့်အရေးကောင်းပါပဲအပျော်ကြီးဖို့မလိုပါဘူးတင်းရဲ့လွတ်လွတ်ဆောင်မှုတွေကိုပဲအာရုံစိုက်ထားပါနေ့စဉ်ခြေလမ်းသေးသေးလေးတွေရဲ့စွမ်းအားကိုရှော့မတွက်မိပါစေနဲ့ဒီခြေလမ်းသေးသေးလေးတွေကပဲခြေလမ်းကြီးကြီးတွေဖြစ်စေတာပါတင်းရဲ့အားထုတ်မှုတွေကထင်သလောက်ခရီးမရောက်ခဲ့ရင်တောင်လုံးဝမရတတ်နိုင်ပါနဲ့မနေ့ပြန်ဘာဖြစ်မလဲဆိုတာဒီနေ့သင်ဘာတွေလုပ်နေတယ်လဲဆိုတဲ့အပေါ်မှာပဲအပြည့်အဝမူတည်နေပါတယ်ဒီနေ့ကိုသာကြည့်စိုက်ပါတကယ်တော့မနေ့ပြန်ဆိုတာမရှိပါဘူးစိတ်ကူးရဲ့အိမ်မက်တွေကိုလက်တွေ့ဘဝနဲ့တည်ဆောင်လာဖို့ချစ်တလန်းလေးပဲလိုပါတယ်အခုပဲစတင်နေပါတင်းရဲ့အနာဂတ်ကတင်းအပေါ်မှာပဲအပြည့်အဝမူတည်ပါတယ်တခြားသူတွေကိုအပြစ်ပုံချမနေပါနဲ့အခွင့်အလမ်းဆိုတာရှာဖွေသူတွေနဲ့အသင့်ပြင်ထားသူတွေစီကိုပဲရောက်လာတတ်တာပါဘဝမှာအရှုံးနဲ့ကြုံရတာဟာနောက်ထပ်ပုံမှုကောင်းမွန်တဲ့အစာပြုခြင်းအတွက်သင်ခန်းစာပါပဲဆွေးရှိနဲ့ဆက်ရှောင်နေတဲ့သူကိုဘယ်လိုအခက်ခဲကမှတားဆီးလို့မရနိုင်ပါဘူးတင်းရဲ့ဘဝကိုပုံမှုအဓိပ္ပာယ်ရှိအောင်ဒီနေ့ကစပြီးအားဆိုင်ထုတ်လိုက်ပါအောင်မြင်သူတွေရဲ့လမ်းကြောင်းမှာကြည်ကွေးစရာပုံပြင်တွေနဲ့နာကြီးစရာအတိတ်တွေပြည့်နေလို့နေပါလေအချီးနှီးဖြစ်သွားတဲ့ကြိုးစားမှုဆိုတာမရှိပါဘူးအနည်းဆုံးတော့သင်ခန်းစာရပါတယ်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေတတ်မှတ်ထားတဲ့အရာတွေကိုပြည့်စည်အောင်လုပ်ဆောင်ခြင်းကစီကံပါပဲအောင်မြင်မှုဆိုတာကံကောင်းမှုဆိုတာထက်ကြိုးစားမှုကြောင့်သာရရှိတဲ့ဆုလတ်တစ်ခုပါလောကမှာအလွယ်တကူရတဲ့အရာတွေဟာအလွယ်တကူပဲဆုံးရှုံးရတတ်ပါလေတင်းရဲ့စိတ်ကိုအမြဲတမ်းတက်ကြွပြီးအရာရာတိုင်းအတွက်အစဉ်သင့်ရှိနေအောင်ပြင်ဆင်ထားပါအမားလို့ရမှာကိုမကြောက်ပါနဲ့အမားမလုပ်ဖို့တဲ့သူဟာဘာတစ်ခုမှပြည့်မြတ်အောင်မလုပ်ဖို့တဲ့သူတွေဒါဖြစ်ပါတယ်အမားတစ်ခုကိုနှခါမမားစီမိစေဖို့တော့တတိပြုပါစိတ်ရှိသီးခံခြင်းလောက်အစွမ်းထက်တဲ့လက်နဲ့မျိုးဘယ်သိပ္ပံပညာရှင်ကမှမထုတ်လို့နိုင်သေးပါဘူးလက်မလျှော့ပါနဲ့အကောင်းဆုံးအရာတွေဟာနောက်ကျမှရောက်လာတတ်တာမျိုးပါဆုံးဒီကြည်ကျူနာဆင်ပြီးကြတဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ဘုံဘတောက်ပါတဲ့ဘဝများကိုပိုင်ဆိုင်ခွင့်ရရှိကြပါစေ